Mr. Tan Lang Bang nang he lai hol im nadu lai marang hol im mo gol hor in lai hol in de susap Malaysia chimeno ni zai hida kan herbik dia narwa zai ronga Nebehal nak chunga kailom Malaysia chimino ni kan herbik mi chu lungrol nak hi si tiak ro arwang chu matupi mindet kamplep pelewa ti dim than tlang ton jang phalam le ha kha kan chinram cha kan za ten tuan bo kan ngai china unau kan siban tukin pakhat le pakhat ing hat chan in le lungrol ten kalti kan her Sorry. Kan chim mi phun kan hoi len ha kan ho chin kan sinaka lung khat ten kan holi khat hlam han se lo chin kan sinaka lung khat te in lung rol te in kalti le lung thin khat te in ti kan her lung rol chu tai nak hi si kalom Kanalom tok atu chan chu Mr. Lautu okay lai hol im mo gol hol in mo marang hol in de susap asia chun Mr. Lautu what do you think is most needed amongst Chin youths in Malaysia and why Thank you for the questions. I believe that if Chin youths are given more opportunity and proper guidance, education, and emotional support, I think that they can contribute positively to the society and achieve their goals. And more importantly, I think they can build a bright future for themselves and support their families and become the role model for the next generation despite the challenge they face. Thank you, Mr. Lautu. Mr. Santang, would you like the question to be in Hakka, English, or Burmese? Mekonga Malaysia ma ne thai ne ja de Chin lu nge twi ja ma be aya ka alo asong lu thin de le ba chaung le ကျွန်တော်မလေးရှားလူငယ်တွေပေါ့နော်အလိုအဆုံးလို့ကျွန်တော်ထင်တဲ့ຢာတော့ dream အိမ်မက်ရီမက်ချက်ပန်းနိုင်ဆိုတာကျွန်တော်ရှိရမယ်ကျွန်တော်သူများနိုင်ငံမှာကျွန်တော်လာတယ်မနဲ့မထားခြင်းတဲ့အချိန်အတင်းထားရတယ်အဲ့ဒါဘာအတွက်လဲကျွန်တော်အမြဲတမ်းသူများလောက်မှာပဲအလုပ်လုပ်ဖို့မဟုတ်ဘူး right ကျွန်တော်အိမ်မက်ရှိရမယ်အိမ်မက်နာကိုလိုက်ရမယ်တချို့တွေကကျွန်တော်ဒီမလေးရှားကျွန်တော်ညီကိုလူငယ်တွေအားလုံးကိုပါမီနဲ့ကိုပါလာတချို့တွေဆိုဒီဇိုင်နာရှိမယ်တချို့ကျကင်မရာမန်တွေရှိမယ်ပြင်မလားအဆိုပိုင်းတွေကိုတဲလဲနဲ့ကိုရှိရအဲ့ဒီဥစ္စာကိုလိုက်ပါပြီးတော့သူများလောက်မှာပဲကျွန်တော်ကအမြဲတမ်းအလုံးလုံးနေဖို့မဟုတ်ဘူးပန်းနိုင်ဆိုတာရှိပါเนาะကျွန်တော်မလေးရှားလူငယ်တွေတနေ့ကျရင်ကဘာကိုချပြမယ်လုံးဝမညံ့ဘူးဆိုတော့ right thank you ကျေးဇူးအများကြီးတင်တယ် Thank you, Mr. Santang. Mr. Mee, question ka, lai hol in mo, marang hol mo ko hon dan du lai. Malaysia chimeno ni zai hida kan herbik dia narwa zai rong a. Malaysia chimino ne kan herbik dia garwa mi jo. Mapum yu ko nakla ikilven ko nakhe kan herbik dia garwa. Arwang jo Malaysia mi lai minau kan siat minau pupau tampi mapum yu ko lo ruang la ikilven ko lo ruang a harnak kan tong pum sedu nak lai kan kaltika kamale kamma harnak kan pe adong nak achun ma lama nun nak tiangin kan diam ma ruang achun ma lama pum yu ko nak lai kelven ko nakhe Malaysia mnau ni kan herbik ko ruatia karua kalom Kanalom tok Mr. Mentapi, would you like the question in English, Burmese, or Hakachin?
Burmese. မေခွန်ကမလေးရှားမှာနေထိုင်နေကြတဲ့ချင်းလူငယ်တွေကြားမှာဘယ်အရာကအလိုအဆုံးလို့ထင်တယ်လဲဘာကြောင့်လဲ ဟုတ်ကဲ့ပါဒီမိခွန်းအတွက်အရန်ကိုကျေးဇူးတင်တယ်ပြီးတော့မှအရန်လဲစေထုတ်ရှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့လူငယ်တွေဒီကျွန်တော်တို့အမိမြေကိုစွန့်ခွာပြီးတော့မှကျွန်တော်တို့ဒီနိုင်ငံခြားရောက်လာကြတယ်ရောက်လာတဲ့အချိန်မှာမိသားစုရဲ့နှွေးထွေးမှုတွေအများကြီးကျွန်တော်တို့မရလိုက်တော့ဘူးเนาะအရင်လိုမရတော့ဘူးဆိုတော့တကြောင်ကျွန်တော်တို့ဒီနိုင်ငံမှာနေတဲ့အချိန်မှာနံပါတ်1ဖះမမိတ်ပါနဲ့ဖះကအဓိကဖြစ်တယ်ဖះကိုတီးပြီးတော့မှဖះကိုစားဖို့ရအတွက်ကိုစားတတ်ဖို့ရအတွက်အလွယ်ဆုံးဖြစ်တယ်ကျွန်တော်တို့ဒီလူငယ်တွေအားလုံးလည်းဖះကိုတီးမယ်လို့ကျွန်တော်ယုံကြည်ရယ်ပြီးမှနံပါတ်2အနေနဲ့ကြတော့ကျွန်တော်တို့ဒီပညာနဲ့စာရိတ္တအသိပညာဆိုတာအရန်အရေးကြီးတာဖြစ်တယ်။ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့တချို့တွေကြတော့ပညာတတ်ပြီးတော့မှဒီမလေးရှားရောက်လာကြတယ်။တချို့ကြတော့ပညာမတတ်ဘဲနဲ့ရောက်လာတဲ့သူတွေအများကြီးရှိတယ်။ပညာတတ်တဲ့သူတွေကြတော့သူတို့ပညာနဲ့သူတို့အလုပ်အကန့်အဆင်ပြေပညာမတတ်တဲ့သူတွေကြတော့ကျွန်တော်တို့အရန်နှိမ့်ချတဲ့လုပ်တွေလည်းလုပ်ရတဲ့အချိန်များလူတွေလည်းအများရှိတယ်။အဲကြောင့်ကျွန်တော်တို့အချင်းကိုလေးစားပါကျွန်တော်တို့ဒီမလေးရှားမှာနေရချိန်မှာအလုတ်တစ်ဖက်နဲ့ကျွန်တော်တို့ပညာကိုလည်းရှာမှာဖြစ်တယ်အလုတ်ထဲပဲမလုပ်ဘဲနဲ့ကျွန်တော်တို့ပညာကိုရှာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တိုးတက်မှုတိုးတက်ရာလမ်းကြောင်းကျွန်တော်တို့အများကြီးရမှာဖြစ်တယ်ပြီးတော့မှကျွန်တော်တို့ပညာယူတဲ့တွေကကျွန်တော်တို့အခုဒီမလေးရှားရောက်လာတဲ့ဂျော်ရှူဝမ်ဆိုလို့ရှိရင်အရင်တုန်းကကျောင်းသားဘဝမှာသူရဲ့ဝါသနာကစာတော့မဟုတ်ဘူးကျွန်တော်ကြားတယ်သူရဲ့ဝါသနာကလက်ဝိတ်ဝါသနာလို့ကျွန်တော်ကြားတယ်အဲ့ချိန်မှာသူရဲ့ဝါသနာကိုသူရဲ့အသက်ပညာကိုသူလက်တွေ့လုပ်တဲ့အချိန်မှာခုဆိုလို့ရှိရင်ကမ္ဘာအလုံးတည်ရဲ့ UFC fighter ဖြစ်လာတယ်ဆိုတော့ကျွန်တော်အားလုံးလည်းအခုချိန်မှာနောက်မကြသေးပါဘူးကျွန်တော်အများကြီးစူးစမ်းဖို့ရန်အတွက်အချိန်ရှိသေးရဲ့အားပေးခြင်းတဲ့တရားလူငယ်တွေစူးစမ်းပါအလုပ်လုပ်ရင်းနဲ့ကျွန်တော်တို့ပညာကိုရှာပါလို့လည်းကျွန်တော်တိုက်တွန်းလိုတယ်ပြီးတော့မှကျွန်တော်တို့ဒီမလေးရှားမှာနေတဲ့အချိန်မှာကျွန်တော်တို့လုံခြုံမှုဆိုတာအရန်အရေးကြီးတာဖြစ်တယ်ကျွန်တော်တို့ဘဲသွားကြောက်ရွံ့နဲ့ကျွန်တော်တို့သွားရတာဖြစ်တယ်အားလုံးပဲတီးမှာကျွန်တော်တို့ဒီကြောက်ရွံ့နဲ့သွားရတာလည်းကျွန်တော်တို့အတွက်တစ်ခါလေဆိုလို့ရှိရင်စိတ်မချမ်းသာဘူးအဲ့လိုမျိုးဖြစ်တယ်အကြောင်းကျွန်တော်တို့လုံခြုံဖို့ရန်တော့အရေးကြီးရဲ့လုံခြုံဖို့ရန်အတွက်လည်းကျွန်တော်တို့ဒီမှာရှိရဲ့ကျွန်တော်ရဲ့ community ဖြစ်တဲ့CRC အသင်းကိုလည်းကျွန်တော်အများကြီးကျွန်တော်တို့က respect ပေးဖို့ရန်အတွက်လည်းကျွန်တော်အများကြီးလိုပါတယ်လို့ကျေးဇူးအများကြီးတင်ပါတယ် Thank you, Mr. Matupi. Asiachan Atuchan.